မဲ့မင်္ဂလာပါSuper National 2026မှာမြစ်နာကိုစားပြုတဲ့ဆော်ဆန်တော်ပဲဖြစ်ပါတယ်အားလုံးအားပေးကြပါလို့ပြောချင်ပါတယ်ဗျာအားလုံးကျေးဇူးတင်ပါတယ်မိကကနောက်ဆုံးတစ်ခုပဲကြံနေတာဆိုတော့ဖတ်လိုက်တော့မယ်နော်ဖြေဆိုရမယ့်မိကကတော့တင်းကို Mr. Supranational မြန်မာ2026ဖြစ်စေရန်လူတွေဘာကြောင့်ယုံကြည်သင့်တယ်လို့သင်ထင်ပါတယ်လေဟုတ်အားလုံးမင်္ဂလာပါကျွန်တော်မှာ body beauty brain behavior ရှိတဲ့အပြင်မှာကျွန်တော်မှာမဆုံးမနစ်စူးစမ်းတဲ့စိတ်တွေရှိရဲကျွန်တော်ဟိုးအောက်ထိရောက်သွားရင်တော့မှအပေါ်ထိပြန်တက်နိုင်တဲ့အစွမ်းစားရှိတဲ့အတွက်ကြောင့်မလို့ကျွန်တော်ကိုယုံကြည်လို့ရပါတယ်လို့ကျွန်တော်ပြောချင်ပါတယ်အောင်ကျေးဇူးပါကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါရှင်အခုဆိုလို့ရှိရင်တော့ကျမတို့ရဲ့ top 6ကျမတို့ရဲ့ရင်ခုန်ရဆုံးချိန်ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ် Everyday များခင်ဗျာဒီဖုန်းချန်ရှိနေတဲ့နှစ်ဦးတွေကဒီကနေ့ညရဲ့ Mr. Supranational မြန်မာ2026 goes to Yetinaဟုတ်ယူပါရဲ့ခင်ဗျာဟုတ်ကဲ့ပါရှင်ကျမတို့ရဲ့ဝိနာဆုရှင်ကိုဆလဘရဲ့ချင်းပြပေးဖို့အတွက်ရွှေမင်းကြီးကြောင့် Diamond Set ကို Jewelry ရဲ့ Founder CEO တရားသူတမမနစ်ဇောတာတရဒေါက်တာမျိုးချုံကိုစင်မြင့်တဲ့ချစ်ခင်စွာဖိတ်ခေါ်ပါရစေရှင် ကဲပါ Mr. Supranational Myanmar 2025 Mr. Time Forward
ခဲ့ပါကျမတို့ရဲ့ first runner up ဆုရှင် congratulations ပါနော် Super ရဲ့ချင်းမြင်ပေးတဲ့ Mr. Theaton ကျေးဇူးတင်ပါတယ်ရှင်ပရိသတ်များရှင်ကျမတို့ရဲ့ Mr. Supranational Myanmar 2026 Mr. Global Myanmar 2026 နဲ့ Mr. Chinatown Global Myanmar 2026တို့ရဲ့ Fast Walk ရှောက်လမ်းမှုဖြစ်ပါတယ်လက်ကောက်တိုင်များနဲ့ကြိုဆိုပေးပါအောင်ရှင် Everything များခင်ဗျာ Trans Entertainment မှာကြီးမှုကျင်းပါတယ် Mr. Supranational Myanmar 2026 နဲ့ Mr. Global Myanmar 2026 Grand Final ပွဲကြီးအောင်မြင်စွာပြီးမြောက်ကြောင်းကြေညာပါတယ်ခင်ဗျာ